ဒီနေ့မှာတော့လက်ဝှေ့ကြိုက်နေတဲ့သူတွေလက်မလွတ်သင့်တဲ့1986ခုနှစ်ကရိုက်ကူးထားတဲ့နာမည်ကြီးလက်ဝှေ့ရုပ်ရှင် Rocky ကိုတင်ပြပေးမှာဖြစ်ပါတယ်။စလိုက်ကြစို့။ရေအောင်ရက်ကွက်လက်ဝှေ့ကလပ်တစ်ခုမှာလက်ဝှေ့သမား Rocky Balboa တယောက်လက်ဝှေ့ကွင်းထဲမှာပြိုင်ဘက်တစ်ယောက်နဲ့ခက်ခက်ခဲခဲတိုက်ခိုက်နေရပါတယ်။လွန်မောပန်းနေတဲ့ Rocky ဟာပြိုင်ဘက်ကိုပြန်မခုခံနိုင်ပဲအများအားဖြင့်အကာအကွယ်ပဲယူနေရတာကြောင့်ပရိသတ်တွေကအားမလို့အားမရဖြစ်ကအမိုက်တွေနဲ့ဝိုင်းပစ်ပြီးRocky ကိုဝိုင်းဆဲနေကြပါတယ်။အဲ့ဒီအချိန်မှာပဲ Rocky ရဲ့ပြိုင်ဘက်က Rocky ကိုခေါင်းနဲ့တိုက်ပြီးတိုက်ခိုက်ခဲ့တာကြောင့် Rocky ကအလွန်ဒေါသထွက်သွားပြီးပြိုင်ဘက်ကိုအသေးလဲထိုးကအမောက်သိပ်ပြီးအနိုင်ရရှိသွားပါတယ်။လက်ဝှေ့ထိုးပြီးတဲ့နောက်အဝေးလဲကမ်းထဲမှာတော့ Rocky ဟာသူ့ရဲ့အနိုင်ရတဲ့စုငွေအနည်းငယ်ကိုစောင့်ဆိုင်းယူနေပါတယ်။ထို့နောက်အိမ်ပြန်ညဘက်မှာ Philadelphia မြို့ပြုတ်ပြတ်နေတဲ့လမ်းတွေကိုဖြတ်သန်းပြီး Rocky ဟာသူနဲ့သိတဲ့လမ်းထောင့်ကလူပေလူတွေလေးတွေကိုနှုတ်ဆက်ပြီးနောက်သူ့ရဲ့ရှုပ်ပွနေတဲ့အခန်းလေးထဲကိုဝင်သွားပါတယ်။အခန်းထဲဝင်ပြီးနောက်သူ့ရဲ့အိမ်မွေးတိရစ္ဆာန်လိပ်ကလေးတွေကိုအစာကျွေးပြီးနှုတ်ဆက်နေပါတယ်။နောက်တစ်နေ့မှာတော့ Rocky ကအနီးနားတိရစ္ဆာန်ပစ္စည်းရောင်းတဲ့ဆိုင်ကိုသွားပြီးအဲ့ဆိုင်မှာအလုပ်လုပ်နေတဲ့မိန်းကလေး Adrian ကိုဖွင့်ကြောင်းနေပါတယ်။သူရေးဆက်ထားတဲ့ဟာတာစကားလေးတွေပြောပြီး Adrian စိတ်ဝင်စားစေဖို့စူးစမ်းနေပေမဲ့လည်း Adrian ကရိုးသားပြီးအရှက်ကြီးလွန်းတဲ့မိန်းကလေးဖြစ်တာကြောင့် Rocky ရဲ့စကားတွေကိုသဘောကျပေမဲ့လည်းအလွန်ရှက်လို့ပြန်လည်းမတုံ့ပြန်ခဲ့ပါဘူး။အဲ့ဒီနောက်မှာ Rocky ကသူ့ရဲ့နေကင်းဘက်အလုပ်တစ်ခုဖြစ်တဲ့ Gazzo ဆိုတဲ့အကြမ်းဖက်ငွေတိုးချေးစားတဲ့သူအတွက်အကျွေးလိုက်ကောက်သူအဖြစ်အလုပ်လုပ်နေပါတယ်။ Gazzo ကအကျွေးမပေးနိုင်တဲ့သူတွေကိုလက်ချောင်းဖြတ်ပြီးအနိုင်ကျင့်ဖို့ Rocky ကိုမှာလိုက်ပါတယ်။ဒါပေမဲ့လည်း Rocky ကစိတ်သဘောထားကောင်းပြီးနူးညံ့တာကြောင့်အကျွေးမဆက်နိုင်တဲ့အလုပ်သမားတွေကိုအနိုင်မကျင့်ခဲ့ပါဘူး။အဲ့ဒါကြောင့် Gazzo က Rocky ကိုမကျေနပ်ပဲဆူပူချိန်မောင်းလိုက်ပါတယ်။အကျွေးကောက်တဲ့အလုပ်လုပ်ပြီးနောက် Rocky ဟာသူ့လက်ဝှေ့လေ့ကျင့်နေကြ Mighty Mick လို့ခေါ်တဲ့အဖိုးကြီးရဲ့ဂျင်ကိုတွားရောက်ခဲ့ပါတယ်။ Rocky ဟာသူ့ရဲ့အဝေးဗီယိုကိုဖွင့်လိုက်တဲ့အခါသူ့ရဲ့အဝတ်တွေကိုတခြားသူတစ်ယောက်အတွက်ဖယ်ရှားခံထားရတာကိုတွေ့လိုက်ရပါတယ်။ထို့အခါ Rocky ကပိုင်ရှင်အဖိုးကြီး Mickey ကိုတွားမိတဲ့အခါ Mickey ကမင်းကတက်လန်းရှိပြီးအောင်မြင်နိုင်တဲ့လူတစ်ယောက်ပဲ။ဒါပေမဲ့မင်းကငွေတိုးချေးစားတဲ့လူဆိုးတွေအတွက်အလုပ်လုပ်နေတဲ့လူမိုက်ကောင်ဆိုပြီးပြန်အော်ပြောလိုက်ပါတယ်။ထို့အခါ Rocky ကဖိုးကြီးကိုမကျေနပ်ကြကြောင်းဂျင်ထဲကနေထွက်လာခဲ့လိုက်ပါတယ်။နောက်တစ်ပိုင်းမှာတော့ကမ္ဘာ့ Heavyweight Champion Apollo Creed က Philadelphia ကိုပြိုင်ပွဲထိုးသက်ဖို့အတွက်ရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့သူနဲ့ထိုးသက်ရမယ့်ပြိုင်ဘက်ကလက်ကျိုးသွားတာကြောင့်သူနဲ့မထိုးသက်လို့မရတော့ဘူးလို့သိလိုက်ရတဲ့အခါအပိုလိုကအမေရိကန်အခွင့်အလမ်းတွေကိုယူဆောင်ပေးနိုင်တဲ့နိုင်ငံဆိုတဲ့ဂုဏ်ပုတ်ကိုအသုံးချပြီးလူမသိသူမသိအရေးချင်းရှိတဲ့လက်ဝှေ့သမားတစ်ယောက်ကိုခွင့်ရေးပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်ဒေသခံလက်ဝှေ့သမားစီးရင်တွေကိုကြည့်လိုက်တဲ့အခါRocky ရဲ့နာမည်ပြောင် Italian Stallion ဆိုတဲ့နာမည်ကိုသဘောကျသွားခဲ့တာကြောင့်အပိုလိုကသူနဲ့ထိုးသက်ဖို့အတွက် Rocky ကိုရွေးချယ်လိုက်ပါတယ်။ကျေးဇူးတော်နေ့မှာညစာစားဖို့ Adrian ရဲ့အကို Paulie ဟာသူ့တငယ်ချင်း Rocky ကိုအိမ်ကိုဖိတ်ခေါ်လိုက်ပါတယ်။ဒါပေမဲ့အိမ်ကိုရောက်တဲ့အခါ Paulie နဲ့ Adrian တို့စကားများနေတာကိုမြင်လိုက်ရပါတယ်။ Paulie ကရန်ဖြစ်နေတုန်းမှာစိတ်တိုနဲ့သူတို့ညစာစားမဲ့ကြက်စင်သားကိုပရင်းပြောက်အပြင်ဘက်ကိုလွှင့်ပစ်လိုက်ပါတယ်။အဲ့ဒါကြောင့်Rocky ကညစာငတ်မဲ့အတူတူ Adrian ကိုအပြင်မှာချိန်တွေ့ဖို့တောင်းဆိုလိုက်ပါတယ်။ Adrian ကလည်းသဘောတူလိုက်ပါတယ်။သူတို့နှစ်ယောက်လူမရှိတဲ့ရေခဲစကိတ်ကွင်းမှာ Adrian ကစကိတ်စီးပြီး Rocky ကစပကိတ်ကိုမစီးပဲနောက်ကလိုက်လာရင် Adrian ကိုတော်ကီတွေထိုင်းချွေနေတဲ့အခါမှာ Adrian တယောက် Rocky ရဲ့ရိုးသားမှုတွေကိုမြင်လာပြီးရင်တွေအယမ်းခုန်လာခဲ့ရပါတယ်။အဲ့ဒီနောက်မှာ Rocky က Adrian ကိုသူ့အခန်းထဲလိုက်ဖို့ဖိတ်ခေါ်ရမှာ Adrian ကဇွတ်ညင်းပေမဲ့နောက်ဆုံးမှာတော့ Rocky ကတင်းခေါ်တာကြောင့်သဘောတူလိုက်ရပါတယ်။ခန်းထဲရောက်တဲ့အခါ Adrian ကစိတ်လှုပ်ရှားနေတာကြောင့် Rocky ကသူ့မွေးထားတဲ့လိပ်တွေအကြောင်းပြောရင်း Adrian ကလည်း Rocky ရဲ့ငယ်ဘဝပုံရိပ်တွေကိုကြည့်ပြီးစကားပြန်လှန်ပြောရင်းနဲ့နောက်ဆုံးမှာချစ်ကြည်နူးတိတီတူးကြပါတယ်။နောက်တစ်နေ့မှာ Mickey က Rocky ကိုခေါ်ပြီး Apollo Creed ကသူ့ရဲ့ပါတနာတစ်ယောက်ဖြစ်လို့ဖို့ခေါ်ကမ်းလှမ်းထားတယ်လို့ပြောပါတယ်။အဲ့ဒီနောက်နှစ်ယောက်သားစကားအခြေတင်များကြရင်းနဲ့ Rocky ကဂျင်ကနေထွက်လာပြီး Adrian တို့အိမ်ကိုသွားပါတယ်။ Rocky နဲ့ Adrian တို့မောင်နှမက Apollo ရဲ့ Rocky ပေါ်အထင်သေးတဲ့စကားတွေကို TV ကနေထိုင်ကြည့်ပြီးဝေဖန်နေကြပါတယ်။ထိုနေ့ညမှာတော့ Mickey က Rocky အိမ်ကိုလာပြီး Apollo နဲ့ပွဲအတွက် Rocky ရဲ့နီးပြလုပ်ချင်တဲ့အကြောင်းတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ Rocky ကအဖိုးကြီးကိုခမ ्या ကကျုပ်ပေါ်အမြဲအစိုးမြင်ဒေါသထွက်နေတယ်ဆိုပြီးပြောဆိုအော်ဟစ်ကအဖိုးကြီးကိုနှင်ထုတ်လိုက်ပါတယ်။ Mickey ကလည်းဘာမှပြန်မပြောပဲထွက်သွားလိုက်ပါတယ်။အဲ့ဒီချိန်မှာ Rocky ကအဖိုးကြီးကငါ့ဘောကောင်းစေခြင်းလို့အားမရလို့စိတ်တူနေခဲ့တယ်ဆိုတာကိုပြန်လဲသဘောပေါက်ပြီးနောက်အဖိုးကြီးနောက်ကိုလိုက်သွားခဲ့ပါတယ်။ပြီးတော့တောင်းပန်ပြီးတော့သူ့ရဲ့နီးပြအဖြစ်လက်ခံလိုက်ပါတယ်။နောက်တစ်ခါမှာတော့ Rocky ဟာပြိုင်ပွဲအတွက်မနက်4နာရီတိုင်းထပြီးကြက်ဥစိမ်းတွေ9လုံးဖန်ခွက်ထဲထည့်ကာတောက်ပြီးလေ့ကျင့်ခဲ့ပါတယ်။လမ်းကြားတွေထဲကိုပြေးပြီးအဆောက်အုံကြီးတွေရဲ့လှေကားတွေကိုခက်ခဲစွာတက်ခါသူ့ရောက်ဖအလုပ်လုပ်တဲ့အသားစိမ်းဆိုင်ကြီးတွေထဲကအသားစိမ်းတွေကိုထိုးပြီးတော့အမြဲလေ့ကျင့်နေပါတယ်
ဒီကြားထဲသူ့ယောက်ျားနဲ့သူ့ချစ်သူရဲ့မိသားစုလူမှုရေးပြဿနာလေးတွေမှလည်းဖြေရှင်းရပါသေးတယ်ဒီလိုနဲ့အချိန်ကြာလာတာနဲ့အမျှ Rocky ဟာအားကောင်းလာပြီးနောက်ဆုံးမှာသူဟာလေ့ကျင့်ခန်းတွေကိုမမောမပန်းအားစိုက်လုပ်နိုင်လာပါတယ်ဘလောက်ပဲစူးစမ်းနေပါစေ Rocky ဟာပြိုင်ပွဲမတိုင်ခင်ညမှာအပိုလိုဆိုတာကမ္ဘာ့ချန်ပီယံတယောက်ဖြစ်တာကြောင့်သူ့လိုအောက်ခြေလက်ဝှေ့သမားတယောက်ကမနိုင်ဘူးဆိုတာကိုတွေးတောစဉ်းစားနေပါတယ်ဒါပေမဲ့လည်းသူအပိုလိုကိုမနိုင်သည့်တိုင်အောင်15ကြီးအပြည့်အမောက်အသိပ်မခံရဘဲတောင့်ခံနိုင်ရင် Rocky ဆိုတာခေသူမဟုတ်တဲ့သူတယောက်ဖြစ်တယ်ဆိုတာကိုကမ္ဘာအလယ်မှာချပြနိုင်မှာဖြစ်ပါတယ်အပိုလိုကတော့အင်တာဗျူးတွေမှာ Rocky ကိုသုံးချီတောင်မခံဘဲအမောက်သိပ်မဲ့အကြောင်းလေလုံးထွားနေပါတယ်ဒီလိုနဲ့ပြိုင်ပွဲနေ့မှာ Rocky ကစိတ်လှုပ်ရှားမှုအပြည့်နဲ့ကွင်းထဲကိုဝင်လာပြီးအပိုလိုကတော့သူ့ရဲ့ပင်ကိုဟန်အတိုင်းအလွန်ဝင်ကြွားကတက်ကြွကြွဝင်ရောက်လာပါတယ်အစာပိုင်းမှာ Rocky ဟာအပိုလိုရဲ့ထိုးချက်တွေကိုခံရတာကြောင့်အလွန်အားနည်းပုံရပေမဲ့ရုတ်တရက်အပိုလိုကိုမြေပြင်ပေါ်ထိုးချနိုင်ခဲ့ပါတယ်ဒါဟာအပိုလိုရဲ့ပထမဆုံးလဲကျမှုပါပြိုင်ပွဲတစ်လျှောက်နှစ်ယောက်လုံးသူတစ်ပြန်ကိုတစ်ပြန်ထိုးနေကြပြီးနောက်ဆုံးမှာအနိုင်ရှုံးအပြေမပေါ်တာကြောင့်ဒိုင်လူကြီးတွေကအပိုလိုကိုပိုပြီးအသာစီးရတယ်ဆိုပြီးအမှတ်ပေးစနစ်နဲ့အနိုင်ရစေခဲ့ပါတယ်။ Rocky ကတော့အနိုင်ရှုံးကိုစိတ်မဝင်စားပဲပွဲပြီးတာနဲ့စင်မော်တက်လာတဲ့လူအုပ်အလယ်မှာ Rocky ကသူ့ရဲ့ Adrian ကိုလှမ်းခေါ်နေပါတယ်။ Adrian ကလည်းပြည့်ဖက်ပြီးအရန်ချစ်တယ်လို့ပြောကငိုကြွေးလိုက်ကြပြီးဇာကားလေးကလည်းဒီနေရာမှာပြီးဆုံးသွားပါတယ်။အားလုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်